ဒါကတော့အလွန်တရာထက်မြက်လာတဲ့နတ်ဖျားအဆင့်မီလက်နက်တစ်ခုဖြစ်ပါတယ်မီတာ8တချင်းလောက်ရှည်လျားတဲ့မိစ္ဆာနဂါးကြီးကိုတောင်ဒီတားကအင်အား30ရာမလို့ပဲအလွယ်တကူထိုးဖောက်နိုင်ပါတယ်ဘလို့ပင်ခန္ဓာကိုယ်ကြန့်ခိုင်ပြီးတင်းနဲ့မခတဲ့တားရဲကြီးတွေကိုတောင်ဒီလက်နက်ကလွယ်လွယ်ကူကူတက်ဖြတ်နိုင်ပါတယ်ဒါပေမဲ့ဒီလောက်ကြောက်စရာကောင်းတဲ့လက်နက်ကိုတော့ဒီရှိုးဝက်ဆန်းကျဲတဲ့ဘုံတော်ကြီးကဖန်တီးခဲ့တာဖြစ်ပါတယ်ဒီလက်နက်ရဲ့ဂုဏ်သတင်းကစစ်တီတော်အများပြားကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ဒီလူတွေကမြူနင်းတွေကိုဖျက်ကျော်ပြီးထူးဆန်းတဲ့ဖျားเจ้าတစ်ခုရဲ့ကိုဝင်ရောက်လာခဲ့ကြပါတယ်သူတို့ကဘုံတော်ကြီးဒူးထောက်ပြီးဝတ်ပြုနေတာကိုတွေ့လိုက်ရပါတယ်အမျိုးသားကကျန်တဲ့စစ်တီတော်တွေကိုအပြင်မှာစောင့်နေဖို့ပြောလိုက်ပါတယ်သူကတော့ဆရာကြီးနဲ့ရင်ဆိုင်ဖို့တယောက်တည်းအထဲကိုဝင်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ကြားမှာတော့နတ်ဖျားလက်နက်တွေစုပုံနေပါတယ်အကယ်၍အဲ့ဒီမျိုးသားကလက်နက်ကိုအရင်ဦးအောင်ယူနိုင်ရင်စစ်တီတော်အားလုံးလက်နက်တွေရလိမ့်မယ်လို့ဆရာကြီးကပြောလိုက်ပါတယ်အမျိုးသားကဆရာကြီးရဲ့မျက်လုံးတွေကိုစိုက်ကြည့်နေပြီးလုံးဝသတိမပေါက်ရဲပါဘူးဒီအချိန်မှာတော့အပြင်ကစစ်တီတော်တွေကစိတ်မရှိနိုင်တော့ပါဘူးသူတို့ကနတ်ဖျားလက်နက်ကိုရယူခြင်းနဲ့စိတ်နဲ့လက်နက်တွေကိုကိုစီဆွဲထုတ်လိုက်ကြပါတယ်ဝတ်ပြုနေတဲ့ဘုံတော်ကြီးတွေကရုတ်တရက်တိုက်ခိုက်ပါတော့တယ်သူတို့ကတစေတကောင်လိုအလွန်မြန်တဲ့အချိန်နဲ့လှုပ်ရှားကြပါတယ်စစ်တီတော်တွေရဲ့လေပင်တွေကိုချက်ချင်းပဲချိုးပစ်လိုက်ကြပါတယ်အခုမှပဲသူတို့ကအမျိုးသားရဲ့တတိပေးစကားကိုတတိယသွားကြပါတယ်သူတို့အားလုံးပေါင်းရင်တောင်ဒီဆရာကြီးကိုရှင်းနိုင်မှာမဟုတ်ပါဘူးသူတို့တယောက်ပြီးတယောက်အသက်ဆုံးရှုံးနေကြရပါတယ်အငယ်ဆုံးကလေးလေးအသက်ခံရတော့မဲ့အချိန်မှာပဲအမျိုးသားနဲ့ဆရာကြီးကပြန်တူတိုက်ခိုက်လိုက်ကြပါတယ်အမျိုးသားကလက်နက်ကိုအရင်ဦးအောင်ယူလိုက်ပြီးဆရာကြီးရဲ့လေပင်ကိုတိတ်ထားလိုက်ပါတယ်ဆရာကြီးကတော့အလွန်ကိုဝမ်းသာသွားပါတယ်ဒီလက်နက်ကနောက်ဆုံးတော့သူ့ရဲ့စစ်မှန်တဲ့အရှင်သခင်ကိုရှာတွေ့သွားခဲ့ပါပြီဒီအချိန်မှာပဲအပြင်ကဘုံတော်ကြီးတွေအားလုံးပျောက်ကွယ်သွားကြပါတယ်ဒါတွေအားလုံးကဆရာကြီးဖန်တီးထားတဲ့စမ်းသပ်ချက်တစ်ခုသာဖြစ်ပါတော့တယ်